မင်္ဂလာပါဒီမှာမရောက်လားအကြောင်းကမရအောင်ဒီထက်မောင်နေတာဟုတ်တယ်ဒီထက်မောင်နေတာဘာဘလို့ပြောအကြောင်းကကျောင်းရမရဘူးတဲ့ဒီခါကျတော့နေမှာဆိုရင်တော့တားကြီးလင်းလုံးနဲ့တဲ့နေမှာနေမှာဟုတ်နေမှာပါဟောဟာဟုတ်နေမှာလေဩကျောင်းနာပြီလားမဟုတ်ဟာဘယ်မှာတက်တော့မိုင်းလေးမှာတက်တာဟုတ်တယ်ဩအေးနေမှာပါကြီးလေဟုတ်လေနေလေနေနေမှာဟုတ်နေမှာမိုင်းလေးမှာမို့နေမှာအဲ့လိုဟုတ်ဘူးနေမှာနေအောက်မှာအဲ့လိုလား Oh my god နေမှာနေအောက်မှာဆိုအရင်လင်းတာအဲ့လိုပြောလား။ okay အမဲဖက်သွားတဲ့ဟာပဲဆိုလိုက်မယ်လေ။နော်အဲ့လိုမှတော့နေမှာအဲ့လိုမှနေအောက်မှာပြောစမ်းပါနေအောက်မှာမထင်းပါနေအောက်မှာချင်းလို့မရတာဟုတ်ဒီလိုမျိုးမြင်းအောက်မှာဆိုရတယ်နေအောက်မှာပဲမရတာဟုတ်လားစေးစားနေရပါလေဟုတ်ပြီတက်ဆိုရင်လည်းစပယ်ကပူဆိုးတော့ပါနော် protein လုပ်လိုက်မလား protein treatment လုပ်မလားဟုတ် protein treatment ဆိုရင်ဒီဖွားနေတဲ့စပယ်ကတက်တက်ရက်ဖြစ်သွားမှာပြင်ခံလို့လည်းကောင်းသွားမှာပြင်ဆိုရင်လည်းနည်းနည်းခံတာတယ်ဘာဖြစ်လို့မဲအရင်တော့ချွတ်ထားတဲ့ဟာတွေရောမကြီးထက်ဆိုရင်မပြုတ်ကြတော့အခုကန်ကြီးမွားနေရနော်ဒါဖြန်းလိုက်အဲ့လိုဖြန်းလိုက်အဲ့ကိုချက်ချင်းရှင်းလို့ရတော့မင်းလည်းပြမျက်လုံးမိတ်ထားမျက်လုံးလိမ်ပါလိုက်တာအဲ့ဟိုဖြန်းလိုက်တဲ့ခါနေ့စဉ်နေ့တန်းသုံးပေးနော်ဖြန်းလိုက်တဲ့ကန်ကြည့်လိုက်ဩနည်းနည်းနမူလားဩတကယ်ကောင်းတယ်နော်